该提到这样那边的这都阿苦，玛雅边我好么路纪念他吧。玛雅边说的三两百个啥子来就说着，就都走了个出产那边就你少还要够着面积，那到天下西到木人阿卡中啊，洋边们老阿瓦的的阿啥西的片，地地的那个还要够着面好家的嘞，不如讲就好的嘞，大的那种嘛没表妹了。路ထွက်မဲ့ရဟန္တာဘာကိုအကြောင်းပြုပြီးတော့ဟောပါတယ်ဗျာပေသာကြီးဘယ်သူအကြောင်းပြုဟောပါလိလူထွက်မဲ့ရဟန္တာဘာပျော်ဘူးသာသနာကြီးဘယ်ပျော်မလဲပြိဿသာသနာဆိုတာကအင်မတန်ဝိသဘာကအာယုန်တွေရှောင်ကျင်ရကိုတော်ဒီတရားနာပြိဿဝိသဘာကအာယုန်တွေမြင်လို့ဖောက်ပြန်ပြီးတော့ခါသာသနာတော်ကြီးမှာ तू မပြောတော့လူထွက်မယ်လို့ तू အာယုံရှိအဲ့ဒါဘေးကယဟန်တွေကသိကြသဖြင့်ငါရှင်သင်ဒီတိုင်းလူထွက်လို့မဖြစ်ဘူးလာဖះထံလိုက်ခဲ့ဆိုပြီးတော့ခေါ်သွားဟဲ့အလိုမရှိတဲ့ယဟန်ဘာပြုလို့ခေါ်ခဲ့ကြဒီယဟန်လူထွက်မလို့ပါတဲ့ဗျာအဲ့ချစ်သမင်းလူထွက်မယ်ဆိုတာဟုတ်သလားမှန်လားပါဗျာကြွေးတော့လူထွက်မယ်ဗျာအမေဘာပြုလို့လူထွက်မှာတော့ဒီတော့သာသနာတော်ကြီးမပြောဘူးဗျာအမေဘာပြုလို့မပြောတာတော့မှန်လားပါဗျာတပည့်တော်မလျှောက်ရဲဘူးဗျာတပည့်တော်မလျှောက်ရဲဘူးဗျာဟဲ့ချစ်သားမှန်တဲ့တိုင်းလျှောက်ထားစမ်းတပည့်တော်ဝိသဘာကအာယုံကိုမြင်လို့ဝိသဘာကအာယုံကိုတွေ့လို့မြတ်စွာဘုရားမိမကိုဆွဲလန်းပြီးတော့တပည့်တော်လူထွက်ပါတော့မယ်ဘုရားလို့ဘုရားလျှောက်တော့ဟဲ့ချစ်သားမိမကိုဆွဲလန်းပြီးလူမထွက်လေလင့်မိမများသည်စောင့်ရှောက်နိုင်ခဲ့သည်မိမများစောင့်ရှောက်လို့ရခဲ့တဲ့မြို့တက္ကမတွေကျုပ်မျက်စောင်းမထိုးနဲ့တော့ဘုရားဟောတဲ့အတိုင်းတော့ဟောမှာဘုရားဟောတာနောက်ပိုင်းဇာလန်းနဲ့ပေါ်လာပါလိမ့်ရှိတာနားထောင်ဟဲ့လို့အတ္တိတေပါရဏသိအောင်အစရှိသဖြင့်ဟောလွန်လေပြီးသောအခါဘာယာနတိတိုင်းပြည်ကြီးမှာပြမရမင်းကြီးအုပ်ချုပ်စဉ်အခါဘာယာနတိမင်းဤအက္ကမဟေတိဒေဝီမိပယခေါင်ကြီးဝမ်းမှဖယားအလောင်းဖွားမြောက်တဲ့ကွငါဖယားအလောင်းဟဲ့ငါဖယားလောင်းဖွားမြောက်တဲ့အချိန်ခါမှာခမဲတော်နတ်ရွာဆံကန်တော်ကုန်ပြီးတဲ့နောက်ဘာယာနတိပြည်မှာဆက်လက်ပြီးပြမရာမင်းအဖြစ်နဲ့အုပ်ချုပ်ခဲ့ဖယားအလောင်းတော်ကြီးအုပ်ချုပ်တဲ့ဘာယာနာတိုင်းပြည်မှာဘာယာနတိမင်းရဲ့အပမှာကျွတ်တူခါစားနေတဲ့ပရောဟိတ်ပုံနာတယောက်ရှိအဲ့ဒီပုံနာကတရားနာပြိဿဖယားအလောင်းတော်မင်းကြီးနဲ့အတူတကွကျွေးအံကစားပြိဿကြီးဘာလုပ်ပါလဲကျွေးအံကစားကြတဲ့ချိန်ခါမှာတို့ဖယားအလောင်းတော်ကြီးကကျွေးအံကစားရင်သချင်းဆိုတယ်ဟဲ့ဆိုတဲ့သချင်းလေးနားထောင်ကြည့်သစ္စာသချင်းသစ္စာဆိုကြတယ်ရှိတုန်းကသာဝနရီဝင်္ဂနရီသဗ္ဗေဝနာကထမယသဗ္ဗေထီယောကရိပပံလဘမာနိနိဝတကေလို့ဘုရားလောင်းသချင်းဆိုလိုက်သချင်းဆိုတော့သချင်းလေးလို့ကဲနောက်ကလိုက်ဆိုကြည့်စမ်းဟဲ့မြင့်ဟူသမျှကောက်ကွေသည်တောဟူသမျှထင်းတွေ့မည်မိန်းမဟူသမျှဌာနကွယ်ရင်အတီးဖောက်ပြန်မှုကိုအမှန်ပပြုလေသည်ဒါခုနကသချင်းဆိုသည့်အတွက်တို့ကလည်းသချင်းလေးလို့ရေးထားတယ်သာဝနရီဝင်္ဂနရီခတ်သိမ်းသောမြစ်တေသာမြစ်ကောက်ဟဲ့ပုံနာရဲ့သချင်းဆိုသာဝေဝနာကထမယတောဟူသမျှထင်းဖြင့်ပြီးတဲ့ပုံနာသ
အဘိထီယောခတ်သိမ်းသောမိမတို့သည်နိဝတကေစိတ်ငြိမ်ရာအရက်ကိုလဘမှနေရသည်ရှိသောပါပမကောင်းမှုကိုဝါမကောင်းမှုကိုအနဲ့ထုတ်ရမှာကြောက်လားပါပမကောင်းမှုကိုဝါမကောင်းမှုကိုထပ်ပြောရင်သိပါပြီကရေယုံပြုကုန်ရာဤပုဏ္ဏမိမများသည်စိတ်ွယ်ရာအရက်ကိုရခဲ့လျင်မကောင်းမှုကိုပြုတ်တတ်တဲ့လို့ဒီသစ္စာဆိုလိုက်တော့ဟောဖရာအလောင်းတော်ကြီးကကြွေအံကစားတာနိုင်တယ်ပြုတ်ရှုံးရောပုဏ္ဏကြီးကောင်းပြီအိမ်ရှိတာတွေဒုက္ခပါပဲရှင်မင်းနဲ့ကြွေအံကစားရငါရှိအများကြီးရှုံးနေပါလားအိမ်ရှိတဲ့ပစ္စည်းတွေကုန်ပြီသူသစ္စာဆိုတဲ့သချင်းကလေမြစ်ဟူသမျှကောက်တဲ့တောဟူသမျှထင်းရှိတဲ့မိမမှန်သမျှဖောက်ပြန်တဲ့ဖြစ်ပါဘူးလေဒီတိုင်းသာဆိုရင်တော့ငါကြွေအံမကစားတော့ဘူးတိုက်ပြေအုပ်ချုပ်တဲ့ဗျမရဘယင်ကြီးကိုငါနိုင်တဲ့သစ္စာဆိုမယ်နိုင်တဲ့သစ္စာဆိုမယ်ဆိုပြီးတော့ပုံနာကတရားနာပိဿကျွတ်တို့အင်္ဂဝိဇ္ဇာအတတ်တတ်တယ်နော်ပိဿကြီးဘာအတတ်တုံးမြို့ဟဲ့အင်္ဂဝိဇ္ဇာအတတ်ဆိုတာခန္ဓာကိုယ်အင်္ဂါကိုကြည့်လိုက်ရင်လေတန်နေရှိတဲ့မိမတော်မှယောက်ျားလေးမွေးဖွားမယ်မိန်းကလေးမွေးဖွားမယ်ဆိုတာလေဓမ္မမရိုက်ဖဲနဲ့သိတဲ့ဟဲ့ဘုရားကလည်းဓမ္မရှိမထင်ပါဘူးသိတဲ့မြို့အဝင်းကလှောင်ကြည့်တာနဲ့သိသည်သွေးတွေအကြောတွေလေတွေစမ်းမကြည့်ပဲနဲ့ယောက်ျားမိန်းမဆိုတာတန်နေရှိတဲ့မိန်းမလှောင်ကြည့်လိုက်ရုံနဲ့သူသိသည်ပြီးတော့တရားနာပရိသတ်ကြီးအိမ်ပြန်ရောက်တော့လေသာတကားဖွင့်တန်တွေအရင်အမှရှိတဲ့မိန်းမတယောက်လမ်းလျှောက်လာတာတွေ့ဟန်ကြငါကြည့်လိုက်စမ်းမှန်းဆိုပြီးတော့လှမ်းကြည့်လိုက်ဟာဟန်ကြပြီနေ့စီရက်စီကြီးပါလားဒီမိမလမ်းမောလျှောက်ပြီးတော့သွားနေတဲ့ဒီမိမရဲ့အရင်အမှတန်တွေကကြည့်လိုက်တော့ယောက်ျားလေးမဟုတ်ခဲနဲ့မိန်းကလေးဖွားမြောက်မှာကိုငါတွေ့ရပြီအဲ့ဒီကဲ့သို့မိန်းကလေးမွေးဖွားမယ်ဆိုတာသိတော့ဟောဒီတန်နေအရင်အမှရှိတဲ့မိမကငါတိုက်ပေါ်ခေါ်ထားမယ်ယောက်ျားအဆောင်အရှောင်မထားဘဲနဲ့မိမတွေပဲစောင့်ရှောက်စေရမယ်မိန်းကလေးမွေးဖွားပြီးရင်သူ့အမေကိုပတ်စံပေးပြန်လွတ်မယ်ဒီမိန်းကလေးမကြီးပြင်းသေးသမျှအရွယ်မရောက်သေးသမျှငါကြွေအောင်မကစားတော့ဒီမိန်းကလေးအရွယ်ရောက်လာလို့ငါအလိုသို့လိုက်အောင်မရအဖြစ်ထားပြီးမှငါကြွေအံကစားမယ်နိုင်တဲ့နည်းကြံတာပြုတ်ယောက်ျားတွေမြင်ဘူးတဲ့မိန်းမနဲ့တော့သူသစ္စာမဆိုဘူးတဲ့ယောက်ျားဆိုရင်ငါတယောက်တည်းမြင်ရစေမယ်မိန်းမအဆောင်ရှောင်းနဲ့ထားမယ်ဆိုပြီးတော့တန်တွေအရင်အမှရှိတဲ့မိန်းမကိုဟောတိုက်ပေါ်ခေါ်ပါရောဗျာတိုက်ပေါ်ခေါ်စောင့်ရှောက်လို့ငွေတွေပေးလို့ပေါ့လေပတ်စံရှိသလိုငွေပေးပြီးဘယုတ်ဒုက္ခလုပ်တဲ့အလုပ်ဆိုတာဘုရားလက်ထက်မကဟောအတိတ်တွေကစခဲ့တာခုခေတ်လည်းရှိပြီမှာပေါ့ကြည်တရားနာပြိဿအဲဒီလိုနေစရက်စေတန်ရကြီးဖွားမြောက်တဲ့အချိန်ကြတော့မိခင်လှုပ်တဲ့လူကိုပတ်စံပေးပြီးတော့ပြန်လွှတ်လိုက်မိမအဆောက်အအုံတွေနဲ့ထားအထိန်တော်ချော့တော်တွေနဲ့ဘုံခုနှစ်ဆင့်အမြင့်မှတင်ထားတဲ့ပြုတ်ဒီကလေးအပြင်မဲ့ရောက်တဲ့အချိန်ကစပြီးတော့ယောက်ျားဆိုရင်ပုံနာကြီးတယောက်ကိုပဲမြင်စေတယ်ဒီပြင်ယောက်ျားတွေမမြင်အောင်အဆောင်ရှောင်မိန်းမတွေနဲ့ထားကလေးမလေးကလည်းတရားနာပြိဿအပြင်မဲ့ရောက်လာလို့သိတတ်တဲ့အချိန်ကစပြီးလောကမှာယောက်ျားဆိုရင်ပုံနာကြီးတယောက်တည်းပဲရှိတယ်ထင်တယ်ထ
ဒီကလေးမအရွယ်မရောက်သမျှကြွေအောင်မကစားပဲနဲ့ဒီကလေးမလေးအရွယ်ရောက်လာတဲ့အချိန်မှာမရအရာမှာထားပြီးတော့မှဟောပုံနာကြီးကြွေအံကစားသွားပြီမြို့ကြွေအံကစားသွားတော့အော်မင်းဆရာကြီးမလာတာကြပါဖြင့်လားမလာပါဖရာကျွန်တော်မျိုးကြီးအမလေးရှာရတာနော်ကရိုးရိုးသွားကြပါစို့ကြာပုံစံနေပါလေလုံနေပါနဲ့မှန်လားပါဗျာဖရာကျွန်တော်မျိုးကြီးအိမ်မှာကိစ္စဝိစ္စတွေများနေပါသဖြင့်အခစားမရောက်တာအတန်ကြာခဲ့ပါဗျာမှန်လားပါဗျာဒီနေ့ကိုတော်ကြီးကျွေးအံကစားကြစို့ဗျာပုံနာကြီးသင်ကစားရဲလို့လားမှန်လားပါကစားရဲကြောင်းပါဗျာကဲကစားရဲရင်လာတို့ကျွေးအံကစားကြစို့ကျွေးအံကစားတဲ့ချိန်ခါမှာတို့ဖရာအလောင်းတော်ကြီးကသာဝနရိဝေင္ကနရိသဗ္ဗေဝနာကထမယသဗ္ဗေတိယောဟောကရိပပောင်းလဘမဏိနိဝတကေဆိုလိုက်တော့တရားနာပြည်သားပုံနာကြီးကအားချမခံပြန်ဆိုသဗ္ဗေတဝမမမနဝိကံသဗ္ဗေတဝမမမနဝိကံမဟာယာဇမြတ်သောမင်းကြီးမမငါဤမာနဝိကံတို့သမီးငယ်ကိုထပစ်တဝါထား၍သင်ဆိုတဲ့သစ္စာတပါးသောမိမတွေစိတ်ကြွယ်ရာအရာမှာဖောက်ပြန်တယ်ဆိုတာတော့ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်ငါဤမယားအငယ်ဖြစ်တဲ့တို့သမီးငယ်ပုံနေမကလေးကတော့ဖြင့်ဒီလိုမဖောက်ပြန်ပါမင်းကြီးယောက်ျားဆိုရင်ငါတယောက်ကလွဲလို့တပါးသောယောက်ျားဖောက်ပြန်ဖို့ဝေးစွာမြင်တောင်မမြင်ဘူးပါဒီသစ္စာဆိုလိုက်တော့ရှေးတုန်းကမြန်သစ္စာထက်လိုက်ဟောတရားနာပိဋကကြီးပုံနာကြီးကနိုင်တဲ့ပြုပိဋကကြီးဘယ်သူကနိုင်သွားတာပုံနာကြီးကနိုင်တော့ရှင်မရင်သူ့နိုင်ထားတဲ့ပစ္စည်းတွေပြန်ပေးလိုက်ရတော့အတော်ရှုံးသွားပြန်ပြီရှုံးသွားတော့တရားနာပိဋကရေဖရာအလောင်းတော်ပြမရမင်းကြီးကစဉ်းစားတော့ပေါ့တန်တန်ပုံနာသူ့အိမ်မှာစောင့်ရှောက်ထားတဲ့မိန်းမတယောက်တော့တန်တန်ပုံနာသူ့အိမ်မှာစောင့်ရှောက်ထားတဲ့မိန်းမတယောက်တော့ရှိပြီရှိမရှိလူလွတ်ပြီးတော့တရားနာပိဋကကျွတ်တို့ဖရာအလောင်းတော်ကြီးအစုံစမ်းခိုင်းလိုက်တဲ့အချိန်ခါမှာရှိနေတာကိုသိတော့အဋ္ဌိဒုဒ္ဒဆိုတဲ့မိန်းမကိုခေါ်လိုက်အဲ့ဒါမိန်းမမဟုတ်ဘူးယောက်ျားမိန်းမပြည့်ယောက်ျားအဋ္ဌိဆိုတာမိန်းမဒုဒ္ဒဆိုတာဖြည့်စည်းမိန်းမတယောက်ကိုသူဖြည့်စည်းလို့ရှိရင်မပြည့်စည်ပဲမနေနိုင်မိန်းမဖြည့်စည်းတဲ့နေရာကြာကူလီလောက်တဲ့နေရာပေါ့လေကြာကူလီဆိုလားကြာကူရီဆိုလားမသိပါဘူးသူတို့ပြောကြအဲ့ဒီနေရာမှာတော့နံပါတ်1ပေါ့ဟဲ့အဋ္ဌိဒုဒ္ဒခေါ်စမ်းဆိုတော့အဋ္ဌိဒုဒ္ဒဘိန်းရှိတော့ရောက်ဟဲ့အမောင်အဋ္ဌိဒုဒ္ဒဘုရားရှိတော့ရောက်ကြောင်းပါဗျာငါအမိန့်တော်မှတ်မယ်သေချာနာထောင်သားဟိမှတ်လားပါဗျာငါထမငါနဲ့ကျွေးအံအတူကစားနေကြဖြစ်တဲ့ပရောဟိတ်ပုံနာကြီးရှိတယ်ဟဲ့အဲ့ဒီပုံနာကြီးအိမ်မှာပုံနာကြီးကလွဲပြီးတော့လောကကြီးမှာယောက်ျားမရှိဘူးထင်ရလောက်အောင်ပုံနာကလွဲပြီးတော့တပါးသောယောက်ျားကိုမမြင်ရအောင်အဆောင်အရှောက်တွေနဲ့မယားအငယ်တယောက်တိုက်ဘုံ9ဆင့်အမြင့်တင်ထားတဲ့ကွဟုတ်လားပါဗျာအဲ့ဒီကိစ္စပုံနာကြီးရဲ့မယားအငယ်ကိုသီလပြအောင်မင်းဖြစ်နိုင်မှာမလားဟဲ့ဖရာအလောင်းနော်ငငယ်တုန်းကကျွတ်တို့ဖရာအလောင်းလဲအတော်လေးပွေခဲ့တာဗျအတော်ပွေခဲ့တာဗျလေးသိချင်းနဲ့ကဘာတင်းသူလဲအတော်မှွေနှောက်လာခဲ့လို့ဒီကိစ္စတွေအကုန်သိခဲ့လို့ဖရာကိုတော်မြတ်ကခမရတို့ကျွတ်တို့တနာလို့ဟောတာပေါ့မင်းတို့ရှုပ်တာဘာဟုတ်သေးတော့နဲ့ငါလည်းရှုပ်ခဲ့တယ်ဆိုတဲ့ဇာတ်လမ်းကြီးအတော်ဟောထားပါမသိခင်တော့ငါရှုပ်ပေမယ်လို့သိလျင်ဖြုတ်ဖို့တော်ပြီတော်ဘူးလားပြိဿကြီးဘုရားကိုယ်တော်မြတ်သိလို့ဖြုတ်သွားတော့သမ္မာသမ္ဗုဒ္ဓဖြစ်ဘူးလားပြိဿဘ
ခင်ဗျားတို့လည်းမသိခင်တုန်းကမှားပြီးကျွတ်တို့လည်းမသိခင်တုန်းကမှားပြီးလှုပ်ပေးမယ်လို့သိရင်ဖြုတ်ဖို့မတော်ဘူးလားပြိဿကိုင်းကြည့်ဖရာလောင်းကိုတော်မြတ်ကြီးမသိခင်တုန်းကဒီလိုလှုပ်ခဲ့ဟေးမင်းသီလပြည့်အောင်ဖြစ်နိုင်ပါမလားဟိမှန်လားပါဗျာဖရာကျွန်တော်မျိုးကြီးသည်မိမပြည့်ဆိုတဲ့နာမည်ကြီးယူထားတဲ့အချိန်ကစပြီးတော့ဘယ်လိုအိန္ဒိယရှိပါတယ်ဘယ်လိုအိမ်တွင်ဘုံမဘယ်လိုမိဘစောင့်ရှောက်တဲ့သမီးပြိုဘယ်လိုမောင်ဘွားထိမ့်သိမ့်တဲ့သမီးပြိုဘယ်လိုဝင်စောင့်ရှောက်ထားဖယားကျွန်တော်မျိုးကြီးဖြက်စီးပါကသီလမပြည့်စည်သောမိမမတွေ့ရဘူးပါဗျာဖြက်စီးနိုင်ကြောင်းပါဗျာဟောအေးကောင်းပြီဟဲ့ရော့ငွေ1000ယူသွားအတော်ဆိုးတဲ့ဘယင်ပေါ့အတော်ဆိုးတဲ့ဘယင်ဆိုပြီးရတုအဖေဖျားလောက်ရော့ငွေ1000ယူသွားဖြစ်ချီတော့ငွေ1000ယူသွားပြီးတော့မိမပြည့်ယောက်ျားကဘာလုပ်သူလုပ်တဲ့အလုပ်ကဒီမိမကြီးဖြတ်သွားနေတော့ဒီမိမကြီးအကြောင်းကိုမေးကြည့်ဟေးတငယ်ချင်းတို့ဘာလဲကွာအဋ္ဌိတုဒ္ဒနေပေါင်းကဒီမိမကြီးကဒီလမ်းမှာသူပန်းနေယူပြီးတော့သွားတာသူ့အလုပ်ကဘာတော့ကွာဩမင်းလည်းခက်လိုက်တာသူ့အလုပ်ကပန်းတော်စဲပေါ်ကွာဟေးဘသူဆက်တာတော့ဟာဘသူဆက်ရမတော့ကွာပုံနာကြီးပုံ90အမြင့်တင်ထားတဲ့မိမပြိုလေးတယောက်ရှိတယ်ပြောတယ်ကွာအဲ့ဒီမိန်းကလေးကိုပန်းဆက်တာသူကွာဟောသိရောပြုတ်သိတော့မလုပ်တယ်လေပုံနာရဲ့အိမ်နဲ့မနီမဝေးပန်းဆိုင်တစ်ဆိုင်ဖွင့်ပြေးသားကြီးဘာဆိုင်တော့မြို့ပုံနာအိမ်နဲ့မနီမဝေးပန်းဆိုင်ဖွင့်ပြီးတော့လေအဲ့ဒီမိန်းမကြီးလာတဲ့အခြေခါမှာကြည့်အဋ္ဌိဒုဒ္ဒကဆိုင်ထဲကထွက်မိန်းမကြီးရှိတအားပြေးအမေပြောအမေနဲ့တအားပြေးပြီးတရားနာပြိတ္တကြီးမိန်းမကြီးနာရောက်တော့ခြေသလုံးစုပ်ဝင်ဖက်ယောက်ျားဖြစ်ပေမဲ့မိန်းမကြီးခြေသလုံးစုပ်ဝင်ဖက်အမေခုမှဘယ်ကလာရတာတော့မလေးသားကိုပြစ်ပြီးတော့အမေအဝေးကြီးနေရပါပဲရဲ့အမေသားကိုမချစ်လို့ပြစ်သွားတာလားမေရဲ့အမေခုဘယ်ကလာသလဲဟဲ့ငါအမေတဲ့ဒီကောင်လေးဘယ်နဲ့ကောင်လေးပါလဲနေပါအောင်ကွယ်ငါမှသားသမီးမရှိပါဘူးကွယ်မင်းကငါဘယ်နဲ့ကြောင့်အမေခေါ်နေတာတော့အိုးဘယ်နဲ့သားသမီးမရှိရောက်မှာတော့သားတစ်ယောက်အနာရောက်လာပါလေကနေအမေဘယ်နဲ့ကြောင့်သားသမီးမရှိဘူးပြောတာတော့မလေးမျက်လုံးမျက်ဖွားနာတာငါအစကျွန်တော်အမေပါပဲချွတ်ဆွထားသလိုကြီးအမေမခမရမမေဘယ်နဲ့ကြောင့်သားကိုပြစ်ပြီးတော့အမေလျှောက်သွားနေရတာဒုံနဲ့တရားနာပြိဿကြီးဘာမှမဟုတ်ဘဲနဲ့မိန်းမကြီးလုံးလေရိုက်အောင်ပြောလိုက်တော့မိန်းမကြီးလေမျက်စိလေသွားပြီဟဲမျက်ရည်တွေဘာတွေကြာလို့ပါလားပါလူကလေဟဲလဲသွားပြီဒီဘဝငါဝန်းနဲ့လွယ်ပြီးမမွေးရပေမဲ့လို့နောက်ဘဝကတော်ခဲ့တဲ့သားနဲ့တူရဲ့သားရဲ့လူကလေးမင်းမျက်ရည်ကြပြီးမင်းမျက်ရည်ကြမှာတော့အမေမျက်ရည်မကြပဲနေပါမလားလူကလေးထသားဟောပြေးသားဖြစ်သွားပြီကွာအမေခေါ်တာနဲ့သားဖြစ်သွားတော့ဘာမှတော်တာမဟုတ်ဘူးပြေးသားမှတ်သွားတော့မာယာပြိုင်းနေပြီအခုကတည်းကစပြီးတော့မိမမာယာကိုယောက်ျားမာယာကပြိုင်းနေသည်ကျေးသားဘသူကမာယာပြိုင်းနေတာဒါကြောင့်လဲအကုန်မျက်စိလဲကုန်တာပေါ့ကြည့်အခုတရားနာပြိတ္တာကြီးမိန်းမကြီးမျက်စိလဲသွားပြီငါသားသမီးမရှိဘူးဆိုပေမဲ့လို့သားရဲ့လူကလေးမင်းမျက်ရည်ကြအမေမငိုပဲနေနိုင်မှာမလားမေကျုံမေးတာပြောပါဦးသားကိုပြစ်ပြီးတော့ဘယ်နဲ့ကြောင့်တလောက်ကြီးလျှောက်သွားနေရတာတို့အခုမေပဲသွားမှာတို့ဟောသားရဲ့အမေမှာသမီးတယောက်ရှိတယ်ကွယ်ဗျာခုနကသားသမီးမရှိဘူးဆိုအေးလေလူလေးရဲ့ခုကသမီးရင်မဟုတ်ပါဘူးသားရဲ့
မဒီကတော့သားရင်လို့မိမကြီးမျက်စိလဲနေတာပြောပါတယ်သားရဲ့အမေအလောက်ကပန်းဆိုင်ရတဲ့ကွယ်ပုံနာကြီးရဲ့မယားဘုတ်ခုနှစ်ဆင်းအမြင့်တင်ထားတယ်ပုံနာကြီးကအမေကိုပန်းပိုးပေးလို့အမေကလေဟောဒီပက်ဆန်နဲ့နေ့စဉ်ဝယ်ပြီးတော့ပန်းဆိုင်ရတယ်သားရဲ့မင်းဒါဖြင့်လာပါဆိုင်နေလိုက်ခဲ့ပါဦးသားတယောက်လုံးရှိနေမှတော့အမေဒီကနေ့ဘယ်သူရှိမှပက်ဆံပေးပြီးပန်းမဝယ်နဲ့တော့ငွေ1000ဘယင်ကပေးထားတဲ့ကောင်ဒီပန်းလောက်ပါဂယုဆိုင်လိုက်ကိုင်ပန်းနေအများကြီးပေးလိုက်အမေတဲ့ဟိုပန်းဘိုးကိုဒီကနေ့ကစပြီးအမေသုံးတော့ကျုပ်ရှိကပန်းမဲ့ယူပြီးတော့အမေအဲ့ဒီပုံနာကြီးမယားကိုဆက်တော့နေ့စဉ်နဲ့အမြတရားနာပြိဿမိမကြီးလည်းဘဝင်ကြလားပြိဿကြီးမိမကြီးပါကြလားကြရောပေါ့ကွာငွေကိုဟာပုံနာကြီးကပေးတဲ့ပန်းဘိုးတွေသူသုံးပြီးတော့ဘာမှမတော်တဲ့လူတယောက်ကအမေခေါ်ပြီးပန်းနေအလကားပြီးတော့သူကလည်းသားနဲ့တသားတဲ့သားနေတာဟိဒါတော့ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်လာရင်ကာမတတ္တဝါတွေမပျက်စီးသင့်ဘဲနဲ့လည်းပျက်စီးကြသည်တို့ဗမာပြည်အတွက်တော့သိကြပြီးသားဖြစ်ပါဗျာကြည်တရားနာပြည်သားကြီးအဲ့ဒီလိုနေ့စဉ်နဲ့အမျှပန်းဘိုးတွေသူသုံးပြီးတော့လာခဲ့နောက်တရားနာပြည်သားကလေးမလေးကမေးတာပေါ့အမေတဲ့ဟိုပုံနာကြီးကကျမကိုပိုချစ်တယ်နဲ့တူတယ်တဲ့ပုံနာကြီးမရအငယ်လေးကငါသမီးဘာဖြစ်လို့ဒီလိုပြောတာတော့အမေတဲ့ဟိုပုံနာကြီးကပန်းဘိုးတွေများကြီးပို့ပေးလို့သမီးအတွက်အမေကကြည့်လေအခုပန်းတွေကအများကြီးဝဲလာတယ်မို့လားအောင်မလေးညီပုံနာကြီးကပေးပါလိမ့်တော့ဘာဖြစ်လို့ပန်းတွေများတာတော့မင်းရဲ့သမီးရဲ့အမေမှာသားရှိတယ်သမီးရဲ့အမေသားကဒီပန်းတွေကိုပေးလိုက်တာပုံနာကြီးပေးတဲ့ပတ်စံကိုအမေသုံးပြီးတော့အမေတပြားမှမကုန်ရပဲနဲ့ဟောတာသားပေးတဲ့ပန်းတွေသမီးရဲ့ဟဲနေပါဦးမေရဲ့သားဆိုတာဘာတော့ဟောတော့ဒုက္ခပဲအဲ့ဒီမဒုက္ခနဲ့လေပုံနာကြီးတယောက်ယောက်ျားရှိတဲ့ထင်အောင်မိန်းမတွေနဲ့စောင့်ရှောက်ထားတော့လေငါသမီးကြီးမသိဘူးပေါ့သားဆိုတာပုံနာကြီးလို့ဟာဘောသမီးရဲ့ဟင်နေမောင်မေရဲ့သားဆိုတာပုံနာကြီးလို့ဟာဆိုတော့ဟိုပုံနာကြီးလို့ဟာဘောဟဲ့လောကတယောက်တည်းမြင်မှုတာကိုကွပုံနာကြီးလို့ပဲသမီးရဲ့အမေရဲ့မသိလို့မင်းရအောင်မဲ့မေရဲ့တဲ့ဟိုပုံနာကြီးလို့အကုန်ပါတာပဲလားဟောတော့ဟဲ့ကောင်မလေးပုံနာကြီးလို့ဆိုပုံနာကြီးလို့အကုန်ပါတာပေါ့ဟဲ့အမေတိတိုင်းဆိုရင်ပုံနာကြီးလို့ပဲဟိုပရီဒီပါဒီတွန့်သလားမီးဩခက်တော့တာပဲညီကပုံနာကြီးတယောက်တည်းလောကမှာယောက်ျားရှိတာကိုယောက်ျားရှိတယ်လို့ထင်နေတာကိုပုံနာကြီးလို့ပါရှိသလားမလေးဟောပြင်မဲ့ထုတ်ကလို့တော့မကုန်ဘူးတော့ယောက်ျားတွေအများကြီးငါသမီးမသိအောင်စောင့်ရှောက်ထားတာကိုအမေတပြည့်ပဲအရွယ်လောက်ရှိတော့ဟောငါသမီးတို့အရွယ်လောက်ရှိတယ်တော့အမေသားကလှပကလေးလို့လဲပြောလိုက်ရောတရားနာပြိတ္တကြီးကလေးမလေးမြင်သေးဘူးမမြင်သေးပဲနဲ့ဟမလေးပုံနာကြီးလို့ယောက်ျားငါလိုရွယ်သူရှိတဲ့ငါလိုရွယ်သူရှိပါလျက်ကနဲ့ပုံနာအိုကြီးနဲ့နေရတာဟမလေးအသက်ကြီးပြီးသေကနေကြီးနဲ့ငါနေရတာငါဘဝဆိုးလာကြီးလားအမေသားကဒီပန်းနေပေးသလားဟောငါသမီးထံအမေကပန်းဆိုင်ဒီပန်းနေပေးသလားဟောငါသမီးထံအမေကပန်းဆိုင်ရတယ်ဆိုလို့ဒီမဲ့ပတ်စံတပြားမှမယူဘဲနဲ့ငါသမီးကိုပန်းနေအများကြီးပေးလိုက်တော့မင်းကျုပ်ကြည့်ချင်လိုက်တာဩငါသမီးရဲ့တနေ့ကြည့်ရမှာပေါ့အမေကြံပေးပါမယ်ဒီလိုနဲ့တရားနာပြည်သားကြီးမျက်စိနဲ့မမြင်သေးပဲနဲ့စိတ်ကွယ်တဲ့နေရာကိုနှစ်ယောက်ချင်းမတွေ့သေးပါပဲနဲ့ရှိတယ်ဆိုတာကြားလိုက်ယုံလေးကနဲ့
ကြားခါမြနဲ့ယာကဖြစ်ပေါ်ပြီးတော့အထိန်တော်ကြီးရဲ့သားဆိုတဲ့အပေါ်မှာချစ်ခင်စိတ်ဝင်လာပြီဖခင်အလောင်းများထားကြောင့်သစ္စာဆိုတာပေါ့ဗျအချိဒုဒ္ဒမိမပြက်ကလည်းဒီကနေ့တော့အကြံကောင်းတစ်ခုရပန်းဆိုင်မဖွင့်တော့ဘူးပေးသားကြီးပန်းဆိုင်ဖွင့်ရလားပန်းဆိုင်မဖွင့်တော့သူပါလို့သူပန်းဆိုင်ပိတ်ပြီးတော့မိမကြီးလာမဲ့အချိန်တရားနာပိတ်သားအိမ်ထဲဝင်ခွေကလေးအိတ်ဘေးအိမ်တွေကိုပြောထားတယ်။အိုမိမကြီးလာလို့ရှိရင်တဲ့ငါသားဖယ်မလဲတကားကြီးပိတ်ပြီးဘယ်သွားတော့များမေးလို့ရှိရင်တော့သားနေမကောင်းလို့အိတ်နေတယ်ပြောလိုက်ကြ။မှားထားပြီးတရားနာပိတ်သားနေမကောင်းဟန်ဆောင်တယ်ပေါ့။အထိန်တော်ကြီးလာပြီးဟောတာရဲ့လူကလေးဟင်တကားကြီးလည်းပိတ်ထားတယ်။ပလင်ငါသားလေးပဲသွားပါလေ။ပြောမိမကြီးအော်မနေနဲ့ခမရသားနေမကောင်းလို့အတွင်းအိတ်နေတဲ့တိတ်ကလေးသာဝင်သွားဆိုတော့ကခွေကလေးတင်မလွယ်လေးထိုင်းလို့မိမကြီးကနှစ်ဖူးပေါ်ဆန်းစားလေးများတတ်လို့တာလူကလေးသားရဲ့ငါသားနှစ်ဖူးစမ်းကြည့်တော့ကိုလည်းမပူပါလားချွေးတွေနဲ့ပါလားဇောချွေးတွေလေညနေနဲ့ထုတ်ခြေပြားလက်ဖြားစမ်းကြည့်တော့ကိုကြီးကအကောင်းသားရဲ့ငါသားကြီးကြည်ရအမေတခုခုစိတ်ညစ်စရာရှိနေတယ်လို့ငါသားကိုအမေထင်တယ်လူလေးအမေပြောသားမှာသားရဲ့အမေကျုပ်နေမကောင်းတာအမေပြောလို့မဖြစ်ပါဘူးအမေကိုမပြောပါရစေနဲ့ဟောဘယ်လိုပြောလိုက်ကြတော့သားရဲ့အမေနဲ့သားနှစ်ယောက်တည်းရှိတာအမေကိုမပြောငါသားဘာလို့ပြောမှာလဲပြောပါသားရဲ့အမေကိုပြောအမေကိုမပြောရင်ငါသားဘသူပြောမှလဲအမေစိတ်မကောင်းဘူးသားရဲ့လို့ဆိုတော့သားလို့သူကငုတ်တုတ်လေးထားထိုင်အမေပြောပါဆိုလို့သာကျုပ်ပြောရမှာအမေရဲ့ကျုပ်လေအမေစောက်ရှောက်ပြီးတော့နေပါတယ်ဆိုတဲ့ပုံနာကြီးရဲ့မယားအငယ်ဖြစ်တဲ့အဲ့ဒီကလေးမကိုမရရင်ကျုပ်ဒီဘဝသေရလိမ့်မယ်ပြောပါဟဲ့ယောက်ျားမယာနဲ့အဲ့ဒါလို့လဲပြောလိုက်ရောအမေလို့သူပြူးသွားမျက်လုံးရှင်းတော့လွဲသွားလို့လူကလေးမင်းမသေးရပါဘူးတာရမင်းဘယ်လိုနည်းနဲ့မှမသေးရဘူးတာရငါသားအရင်ခောက်ကြီးသေရမလားဟိုကသမီးခေါ်ပြီးမယ်လို့ပုံနာကြီးမရကသမီးအရင်မဟုတ်ဘူးသားရဲ့ဟောဗျာဒီကတော့သားအရင်လူမိမကြီးမျက်စိလဲနေတာနော်သားရဲ့သမီးအရင်မဟုတ်ဘူးငါသားကြီးအသက်အဆုံးမခံဘူးဒီကိစ္စအမေကြံမယ်အမေပြောအောင်မယ်သားရဲ့ငါသားစိတ်ချမ်းသာနေရင်နော်ဆိုပြီးဖြောင်းမြပြောပြီးတရားနာပိဋကပြန်သွားတိုက်ပေါ်ရောက်ဆိုကြပါစို့ဟဲ့အမေဒီနေ့ပန်းလည်းမရပါလားပန်းမရဘူးသမီးရဲ့ဒါသူများစီကရတာလေးအမေထဲကပက်ဆံနဲ့ဖြစ်တယ်လို့ဝဲလာခဲ့နည်းနည်းလေးပဲရတယ်သမီးရဲ့မေဒီနေ့ပန်းမရဘူးအမေဒီပန်းနေနဲ့လာကြည်လားဘယ်နဲ့ကြောင့်တော့မေရဲ့သမီးရဲ့ဘယ်နဲ့ကြောင့်မှမဟုတ်ဘူးအမေသားနေမကောင်းဘူးသမီးရဲ့ဟင်မေသားနေမကောင်းဘူးမေအေးရတဲ့ထားရလားအေးရတဲ့ကမထားဘူးသမီးရဲ့သူနေမကောင်းတာလည်းတခြားကြောင့်မဟုတ်ဘူးသမီးရဲ့သမီးကိုမရရင်ဒီဘဝသူသေးမတဲ့ဒီဘဝသမီးကိုမရရင်သူသေးမတဲ့အိပ်ရတဲ့ကမထားဘူးသမီးရဲ့လို့လည်းပြောလိုက်ရောအမေမသေးရဘူးသူမသေးရဘူးဖြစ်သွားပြီဟိုကအမလေးသူမသေးရဘူးသမီးသေးမယ်အမေရဲ့ကြည်တရားနာပြည်သားမြားဦးကကလေးမရှိရောက်သွားပြီညီတို့ကိစ္စလည်းခက်တော့တာပဲသားလည်းမသေးရဘူးသမီးလည်းမသေးရဘူးအမလေးငါသေးလိုက်မယ်ဝါကြကုန်တာပေါ့အကုန်မျက်စိလဲထွက်ကုန်မင်းကြံတော့မအိုးငါမကြံတတ်တော့ပါဘူးအမေမကြံတတ်မရှိနဲ့ဟောအမေသားကိုလေအမေသားကိုဟောဒီတိုက်ပေါ်ရောက်အောင်သာအမေဆောင်ရင်းတော့အမေသားတိုက်ပေါ်ရောက်ဖို့အမေတာဝန်ဒ
ဒီတိုက်ပေါ်ရောက်လာလို့ရှိရင်ပုံနာကြီးမသိအောင်သူ့ကိုကြာနာနာထားပြီးတော့သမီးဘက်ကတာဝန်ကျေဖို့ကတော့သမီးတာဝန်ဖြစ်သည်ဒီတိုက်ပေါ်ရောက်အောင်အမေတာဝန်ယူပါကဲကောင်းပါပြီတော့ဒီတိုက်ပေါ်ရောက်အမေတာဝန်ယူမယ်နော်ဒီတော့ငါသမီးဒီတိုက်ပေါ်မှာကိစ္စအဝငါသမီးဆောင်ရင်နော်အားလုံးလဲစီစဉ်ပြီးရောကဲအမေဒီကနေ့တိုက်ပေါ်ရောက်အောင်တင်တော့ဆိုတော့တရားနာပြည်သားထိန်းတော်ကြီးကဘော်ကပန်းကြောက်တွေအမိုက်တွေစောင့်နေတဲ့တကားခုနှစ်ပေါက်ကလည်းတရားနာပြည်သားဘုံခုနှစ်ဆင့်ဆိုတော့မိမတွေကြီးအဆောင်လျှောက်ထားအဲ့ဒီမိမတွေရဲ့ခေါင်းပေါ်မှာအထိန်တော်ကြီးကပန်းကြောက်တွေသွန်ချသည်။အိုးထိန်တော်ကြီးရမ်းလှကြည့်လား။အေးရမ်းတယ်လည်းမအောင်မိပါနဲ့။ငါတယောက်တည်းဆိုတော့လည်းမနိုင်မနှင်းအေးအောက်ကဖြစ်တယ်လို့သာကြည်ရှောင်ကြတော့ဟဲ့။တကားပေါင်နာမနေအောင်တရားနာပြိဿ။အဲ့ဒီလိုအမိုက်တွေပန်းကြောက်တွေပြစ်ချပြီးမိမကကျွတ်တို့ဟိုယောက်ျားထဲလောက်တဲ့တောင်းကြီးယူသွား။တောင်းကြီးယူသွားပြီးဟိုကြတော့လူကလေးထငါသားဘာမှမပူနဲ့ဘာမှမပူနဲ့ငါသားကိုအမေတိုက်ပေါ်ရောက်အောင်တင်မယ်ဟိုကြတော့သူ့တောင်းဝင်နဲ့သားရဲ့အမေကျုပ်ပဲလို့လိုက်မတော့ဟိုငါသားတောင်းနဲ့ထိုင်လိုက်ရမယ်ပေါ့အပေါ်ကပန်းနေဖုံးပြီးတော့ငါသားတိုက်ပေါ်အမေရောက်အောင်တင်မယ်ဟုတ်ကဲ့မေကျုပ်လိုက်မယ်အမေရဲ့ဆိုပြီးတော့တရားနာပြည်သားတောင်းနေထဲတဲတော့မလွယ်ဘူးပေါ့လေဟောပေါင်းတို့လို့ဆိုရင်လည်းဖြစ်တယ်လို့ထဲလဲပြစ်တိုင်းတောင်လုံးငုတ်တုတ်လွယ်သားပေါ့လူကောင်းဆိုတော့လေတရားနာပြည်သားခွေခောက်ထဲရခွေခောက်ထဲပြီးအပေါ်ကပန်းနေဖုံးဘယ်သူမှမသိရအောင်ဆိုပြီးမိမကြီးတရားနာပြည်သားကင်းနဲ့ရွတ်ပြီးတော့လာဒီကောင်မို့လိုက်ရတာကျွတ်တို့ကြောက်ပါဗျာမှောက်ရလေဒုက္ခကြည့်တရားနာပြည်သားတောင်းကြီးတွေကနေလိုက်လာဒီလိုတောင်းကြီးတွေကလိုက်လာပြီးတော့လူလေးငိမ့်တော့တာရဲ့မလေးငါသားလေးလေးလိုက်တာကွယ်ငိမ့်တော့တာရဲ့ဟုတ်ကဲ့ပါမေတောင်းတဲ့တရားနာပြည်သားပန်းနေအပေါ်ကနေဖုံးပြီးတော့တိုင်နာရောက်သွားတော့အဆောင်မိန်းမတွေကမဲထိန်တော်ကြီးမလီဒီနေ့ပန်းနေများလာကြည်လားပန်းများဆိုအေးသမီးလေးကဒီနေ့ပန်းများအသုံးပြုခြင်းနဲ့ဆိုလို့မလီချွေးတွေများပြန်လို့တော့ကျွတ်တို့ကူးတင်မယ်လေမဲနေနိုင်ပါလေကိစ္စမရှိပါဘူးဒီမဲ့ဟိုနဗျိုတန်လှနှစ်အိုးပေါင်ကျိုးသလောက်ဒီတောင်းမြုံနှလုံးဆင့်ရွက်ရပါစေကိစ္စမရှိပါဘူးအေးဒီတော့ငါဘက်ကတင်ပါမယ်ဟုတ်ပါဘူးတဏှာလို့မတဏှာပါနဲ့ကိစ္စမရှိပါဘူးရောက်ပြင်ပဲကဲဒါနဲ့တရားနာပြည်သားဘေးကမိန်းမတွေမသိအောင်ဆိုပြီးတောင်းကြီးနဲ့မနှဲမကဲတဲ့အဆောင်မိန်းမတွေကလည်းလှမ်းမေးတယ်ဘယ်သူမှလည်းအကူကြီးမခိုင်းဘူးအပေါ်ရောက်တော့တကားပိတ်ဟဲ့သမီးလာစားပါရလားပါပါတယ်အေးဒီချင်းမှာမေးပါပြီမဲ့လို့လေကြောက်တယ်ဒါမျိုးဆိုတာဒီတိုင်းပဲကြောက်တယ်မဲငါသမီးကြောက်မနေနဲ့ဒီမဲ့ဟိုအမေလည်းမောလာတယ်နော်အဝတ်စားလဲလိုက်အောင်မယ်ဆွေးတွေတန်နေလဲတုတ်လိုက်အောင်မယ်ဆိုပြီးမိန်းမကြီးကတရားနာပြည်သားတစ်ဖက်အခန်းထွက်သွားရောကလေးမလေးလာတယ်လာပြီးတရားနာပြည်သားကြည့်လိုက်တော့ပန်းတွေကဖုံးရဲ့ထင်းတော်ကြီးကဖုံးသွားတာကိုဟိုကလည်းတရားနာပြည်သားမျက်နှာလေးပက်လက်လှမ်းလို့မွန်းလို့နှာခေါင်းလေးဖော်ပြီးတော့အသက်ရှူကလေးမလေးကသွားလိုက်ပန်းကလေးတွေဖင်ကြည့်လိုက်တော့လေမျက်လုံးပြူးလေးနဲ့ပက်လက်လှန်ကြည့်တာတွေ့မလေးပြူးလို့မျက်လုံးတောင်ထဲတွတ်နဲ့ပြီးနောက်တော့လေတရားနာပြည်သားဟဲမျက်လုံးလေးကလည်းပြူးလို့အေးလှလိုက်ပါပြီပုံနာကြီးနဲ့ပါဆိုင်တော့အမလေးတေကန်ကြီးကပရေတွေတွန့်ကုန်ပြီအမလေးဒါငါနဲ့ရွယ်သူတခါမှလည်းမြင်ဘူးပါဘူးအေးဒီလိုယောက်ျားတွေလောကကြီးထုတ်တတ်လို့မကုန်ဘူးတဲ့ပုံနာကြီးတယောက်သာငါယောက်ျားရှိတယ်လို့ထင်တာအမလေးလှလိုက်လေခြင်းနဲ့အနာနာသွားကြည့်ဒီမဲဟိုတော့ထွက်တော့လေဟောဗျာခွေထည့်ထားတာဘယ်နဲ့လို့ထွက်မှာတော့ဟိုထွက်တော့လို့ဆိုမှအခွေထည့်ထားတာဒီဘယ်လို့မှမလုံနိုင်ဘူးကဲမလုံနိုင်ရင်လက်ပေးလက်ဆိုလက်ကလေးဆွဲလိုက်တော့တောင်းကြီးမှပါလာ
ဟုတ်ဗျာဒုက္ခပဲဒီလိုလို့ပဲဖြစ်မလို့ဒီမဲ့နှစ်ဖက်ဆွဲပြီးတော့တောင်းဒူးနဲ့ညှပ်ပြီးတော့ထူပါမတော်ဒုက္ခပဲကျုပ်ကလည်းတော့မကြည့်ရဲဘူးမကြည့်ရမရှိနေလေအပြင်းမထွက်လို့မရဘူးနဲ့တရားနာပိဋကနောက်ကြတော့ကလေးမလေးကဆွဲတဲ့လက်ကလေးလှုပ်ပြလိုက်တော့ဘာပြောကောင်းလဲအရှိန်နဲ့တောင်းကတရားနာပိဋကကြီးထောင်ပြီးလိမ့်တော့အဲ့ဒီကျမှဂွင်းလုံးကျို့သူ့ဘာသူထွက်လာကျန်ရဖမ်းမန်းကိုထွက်လာဟောတော့ဆွဲတော့မှမထွက်ဖဲနဲ့ခုမှထွက်လာတယ်ဒီမဲ့တော့လေအိုးဒီအပေါ်ရောက်လာတော့ကျုပ်ကတခါမှလည်းမမြင်ဘူးတော့ကြောက်လဲကြောက်တယ်တော့ကြောက်မနေပါနဲ့ကွယ်အမေပဲထွက်သွားတော့အမေဟိုစားလဲရင်နဲ့ဟိုဘက်ထွက်သွားတယ်ဟင်အမေဟိုမခေါ်နဲ့လေကလေးမလေးကိုကမခေါ်နဲ့ပြောတယ်ဗျာပြီးရောပေါ့ဒါလောက်ပြောမခေါ်နဲ့လေလို့ဆိုတော့မှမင်းနာမည်ဘယ်လိုခေါ်တော့ပုံနာကြီးကကျုပ်ကိုခေါ်တော့မာနဝီကားလို့ပဲခေါ်တယ်ဒါဖြင့်မာနဝီကားရဲ့ဒီအိမ်မော်ရောက်ဖို့အရေးအမေအကြံပေးလို့ဒီလိုရောက်ခဲ့ရလမ်းများတောင်းမှောက်ကြရင်ဒုက္ခနော်အခုတော့အမလီတိတ်နေဟောဒီအပေါ်ကိုရောက်လာတော့ဝန်သားလိုက်တာကွယ်ဝန်သားလိုက်လေချင်းကွယ်မာနဝီကားလေးရဲ့နဲ့ပွဲတယ်လို့ဆိုရင်ဒီနေရာနှစ်ပါးသွားကြမှာပေါ့ဗျာသွားပြီဦးလားပြိဿကြီးနှစ်ပါးသွားတဲ့နေရာသိတ်ချဲ့နေလို့မဖြစ်ပါဘူးနော်ကြည်တရားနာပြိဿသူတို့ချင်းအဟွာပြုကြတဲ့ကိစ္စတွေတော့လဲပွဲတယ်ကြည်ဘူးတဲ့အတိုင်းပေါ့အဆင်ပြေသွားပြီလို့သာမှတ်ကြတလောက်ပြောလမ်းဆုံးသွားတာပါပဲဒီလိုတရားနာပြိဿကြီးအဆင်ပြေလို့ချစ်ကြခင်ကြပျော်ကြမွေ့ကြပုံနာကြီးလာမဲ့အချိန်ကြတော့ဘီယိုကြီးတဲ့ထဲ့ထားသည်ဘီယိုကြီးတဲ့အသက်ရှူစရာနဲ့စားစရာတောက်စရာနဲ့အိတ်ချင်းရင်အိတ်ဖို့ရာနဲ့တရားနာပိဋကသူ့ကြောင့်ရှုံးတဲ့ပစ္စည်းတွေပြန်နိုင်တော့လေပုံနာကြီးကသူ့အလိုလိုက်ထားတာပေါ့ဒီလိုနဲ့ပဲတရားနာပိဋကကြီးနင်းလာခဲ့ရမှသူတင်ညာတစ်ခုမင်းရှင်မင်းကမေးခဲ့လို့ရှိရင်ဖယားကျွန်တော်မျိုးကြီးဒီလိုအမှတ်တင်ညာထားခဲ့ပါသည်ပြောပြခြင်းလို့နှမရဲ့မင်းရဲ့ပုံနာကြီးငါအမှတ်တစ်ခုပေးခြင်းနဲ့ဘယ်လိုပေးမလဲမောင်ရဲ့ဒီလိုကွယ်အမှတ်ပေးခြင်းတာတခြားမဟုတ်ပါဘူးပုံနာကြီးဒီတစ်ခါပြန်လာရင်မောင်ကဘီယိုတဲ့နေမယ်မင်းကပုံနာကြီးကိုကခြင်းတယ်လို့ပြောပုံနာကြီးကိုစောင်းအတီးခိုင်းပြီးမင်းကကတော့သူကကြည့်တဲ့ချိန်ခါမှရှက်တယ်လို့ပြောပြီးသူ့မျက်နှာအဝတ်စီးပြီးတော့လေပုံနာကြီးကျမနည်းနည်းထောင်းနေတဲ့ကစားခြင်းနဲ့ပေါ့အဲ့ဒီလိုဆိုလို့ရှိရင်လည်းပုံနာကြီးကအထောင်းခံတော့မောင်ကိုအချက်ပေးမောင်ကလေဖြည်းဖြည်းလေးထွက်လာပြီးပုံနာကြီးကိုထောင်းသွားခြင်းနဲ့အတော်ဆိုးတဲ့ကောင်ဖျက်ယုံမကဘူးပုံနာထောင်းခြင်းသေးတော့ဟိုကလည်းတရားနာပြိဿအရင်လူနဲ့နောက်လူပဲတူလိုက်မတူတော့တရားနာပြိဿရွယ်သူချင်းဖြစ်တဲ့လင်သားပြောတဲ့စကားတန်ရောက်လင်ရဲ့စကားကိုနားထောင်ပြီးတော့ကိုင်းကျုပ်ဒီတိုင်းလုပ်ပါမယ်ပုံနာကြီးပြန်လာတော့ပုံနာကြီးဟဲ့ဘာတော့တို့သမီးလေးဘာတော့မလဝိကာရဲ့ပုံနာကြီးကျုပ်ကခြင်းနဲ့အမလီတလောင်းလှပဝနုနဲ့တိုက်ပေါ်ကအောက်မစင်းမဲနေပြီးတော့လာခဲ့ကမယ်ဆိုရင်ဝမ်းတာလိုက်တာဗျာကြည့်ချင်းလိုက်ပါပြီကိုင်းကဗျာဆိုတာဟိုကနေဒီကနေရောတာမဟုတ်အကခိုင်းတာကဗျာဒေသကြီးအကခိုင်းမလားကခိုင်းတော့ဒီတိုင်းမကကျင်ဘူးတဲ့ပုံနာကြီးကစောင်းတီးတဲ့အမလေးတီးရဗျာပုံနာကြီးကစောင်းကြီးကိုင်းလို့ကလေးမလေးကတရားနာပြိဿလက်ကလေးခြေကလေးကိုွေးပြီးတော့အကလိုက်မှာပုံနာကြီးကမျက်စိကြွကြမတက်ကြည့်တော့ပုံနာကြီးလစ်စားမိပုံနာကြီးရဲ့မျက်လုံးကကြွကြမတက်ကြည့်လို့ကျမရှစ်ပါဤရှစ်တယ်ပုံနာကြီးရဲ့ရှစ်ရင်ဟိုဘက်လှည့်နေမယ်လေဟိုဘက်လည်းမလှည့်နဲ့တဲ့ပုံနာကြီးမျက်နှာကိုအဝတ်စီးပါတဲ့စီဗျာကဲတရားနာပြိဿအဝတ်မှာထူကြီးနှစ်ထပ်သုံးထပ်စီးပြီးတော့ဗာပြောပြန်ပုံနာကြီးကျုပ်ဒီတိုင်းကရတာပြင်းတယ်အမလေးကလိုက်ပြေးလိုက်လွှားလိုက်နဲ့ပုံနာကြီးကစားပြီးတော့ကျုပ်နည်းနည်းလောက်ထောင်းနေတယ်
ထောင်ပြာထောင်ပြာပရိသတ်ကြီးမှတ်ထားနော်ချစ်ပြီဆိုရင်ဘာခိုင်ခိုင်ရတဲ့ဗျာပုံနာကြီးကပရိသတ်ကြီးထောင်ပြာထောင်ပြာအမလေးဒီတရားဟောရကိစ္စမရှိဘူးနောက်ရဲ့များအဲ့ဒီလိုလုံနေကြမလားမသိဘူးကြည်ချစ်တာဟိုပရိသတ်ရဲ့ထောင်ပြာဆိုတော့တရားနာပရိသတ်ထောင်မဲ့အချိန်ကြတော့ဘီယိုဖွင့်ပေးလိုက်တော့ဟောအဋ္ဌိဒုဒ္ဒထွက်လာတဏိကံဖြည်းဖြည်းနေတဲ့ပရိသတ်ရဲ့မိမလာတယ်လို့တဲ့ပြုတ်ဟိုကဒုံနဲ့ဆိုတော့တယောက်လူထင်ပါကိုမိမလာတယ်လို့တဲ့တရားနာပိသဖြည်းဖြည်းနေလေးလာပြီးတော့ပုံနာကြီးကောင်းတအားထုံလိုက်တော့ပုံနာကြီးပုဝင်သွားမလီဟင်ပုံနာကြီးနာသလားနာပါဘူးဗျာနာပါဘူးလေဗျာဟိုကျုပ်လည်းလေးစမ်းကြည့်စမ်းပါပုံနာကြီးရဲ့အိုးလက်ကလေးစမ်းတော့လဲနှုတ်လိုက်တာထောင်းတော့လဲနာတကူပုံနာကြီးကျမထောင်းအောင်မယ်နော်ထောင်းဗျာဒီလိုနဲ့တရားနာပိသကြီးအဋ္ဌိဒုဒ္ဒကဝင်ပြီးတော့တအားထောင်းလိုက်မလေးပုံနာကြီးနာသလားနာပါဘူးဗျာပိသနာပေမဲ့လို့ရည်တယ်နော်ချစ်လွန်းလို့နာယီဆိုတာဒါမျိုးနဲ့တူပါရဲ့နော်ခင်ဗျားတို့သိကြပါတယ်နာပေမဲ့ရည်တဲ့ဗျနောက်ရက်သိမှာပေါ့စမ်းကျင်လဲစမ်းကြည့်ပေါ့နာပါဘူးတဲ့ဗျနဲ့တရားနာပိသကြီးထောင်းလိုက်တာထောင်းလဲပြီးရောအဋ္ဌိဒုဒ္ဒဘီယိုတဲ့ပြန်သွင်းပြီးတော့တရားနာပိသကြီးဟောမျက်နှာအဝတ်တွေဖွင့်ပုံနာကြီးနာသွားထင်ပါရဲ့ကျုပ်စီလိမ့်ပေးမယ်နော်နှိပ်ပေးမယ်နော်နာပါဘူးဗျာဒါတော့တော့နာပါဘူးမနာပါဘူးလားဆိုတာပုံနာကြီးဒီမှာဘူးကြီးနဲ့ဘူးမနာဘူးဆိုမနာဘူးဗျာသူ့ကြောင့်ပစ္စည်းတွေပြန်ရတာကိုပရိသတ်ရဲ့စီတွေပါတယ်နဲ့နှိပ်နေပွေးပြီးတော့ဒီကိစ္စလဲအမှတ်တင်ညာပြုလို့အောင်မြင်ပြီးပါလေရောဟောတရားနာပိသအဋ္ဌိဒုဒ္ဒကပြန်တော့မယ်တဲ့ပိသရဲ့ပြန်တော့မယ်အချိန်ကြတော့နှမရေပုံနာကြီးမရှိတော့မောင်ပြောမယ်မောင်ပြန်မရစေတော့လားကွဲမနဝိကလေးရဲ့မောင်ပြန်တော့မယ်မောင်ရဲ့ငါပြဿနာတွေဘာတွေတိုင်းလို့ပြောလိုက်ရရင်တော့ငါဟမ်းမကြပဲဖြစ်တော့မှာကြိုက်ခွဲပြောရောပေါ့လူငယ်များမင်းတို့ကြားဘူးတဲ့အတိုင်းပေါ့မောင်ရဲ့တဲ့မောင်ရဲ့ပြောရောပေါ့လူငယ်များမင်းတို့ကြားဘူးတဲ့အတိုင်းပေါ့မောင်ရဲ့တဲ့မောင်ပြန်တော့မယ်ဆိုရင်နှမရဲ့အသေးလေးကိုခွဲသွားတယ်လို့ဖြစ်ပါလိမ့်မယ်တဲ့မပြန်ဘဲနဲ့ပဲဒီပုံမှာနေပါတော့လားတဲ့ပုံနာကြီးလည်းမသိပါဘူးတဲ့အိုးလှေကြီးပေါ့လှေငယ်တင်ဘယ်ဖြစ်ပါမလဲနှမရဲ့ဒီနေရာမင်းလည်းဒုက္ခဖြစ်မယ်မောင်လည်းဒုက္ခဖြစ်မယ်နှမရဲ့ပြီလားရင်မင်းလည်းဒုက္ခဖြစ်မယ်မောင်လည်းဒုက္ခမသိတဲ့၍တနေ့နေ့တွေ့ကြအောင်မှာပါပဲရက်ဒီလာဒီနေ့ဒီအများကြီးရှိပါသေးတယ်တွေ့ချင်တယ်ဆိုတဲ့အခါကြတော့လေဟောတယ်ကြားတဲ့ကအမေအကူအညီရတဲ့ကိစ္စမို့ပူစရာမရှိပါဘူးကဲနှမနေရနော်မောင်ရဲ့ဘယ်နည်းနဲ့မှနေရနိုင်ဘူးခေါ်နိုင်နေဆိုလို့ရှိရင်နှမကိုတပါးတည်းခေါ်ပါအိုးဒီလိုလိုက်လို့လည်းမဖြစ်ဘူးလေဒီလိုလိုက်ရင်ပုံနာကြီးကလည်းဘင်းအပါခါစားတဲ့ပရောဟိတ်အစိတ်ပြင်းနေနော်နှမဘင်းအပါခါစားတဲ့ပရောဟိတ်အစိတ်ပြင်းနေနှမရဲ့တနေ့ကြတော့လေဒီကိစ္စကြီးမြန်ပေါ်ပေါက်သွားရင်နှစ်ယောက်တလုံးအသက်ဆုံးမဲ့ကိစ္စမှုကဲနေရင်နော်နောက်ရဲ့အမေကသာမှားလိုက်မောင်ကြီးပြန်ပြီးတော့အခုအမေခေါ်တယ်လို့တောင်းထဲမှာခွေးခောက်ပြီးတော့ဖြစ်တယ်လို့လိုက်ခဲ့မယ်နှမရဲ့ပြန်မရစေတော့လို့ဖြောင်းမြပြောတော့ကောင်းလေးညိတ်အတမထွက်ဘူးမောင်ရဲ့ပြန်တော့မောင်ရဲ့ဟောဒီမာနဝိကလေးဒုက္ခဖြစ်ရပြီနဲ့မောင်ရဲ့နှမပဲလို့နီးနှမဖြေလို့ရမယ်မဟုတ်ပါဘူးဒီလိုနဲ့ပဲတရားနာပိသကြီးအောင်လဲရောက်လို့သူပန်းဆိုင်လဲရောက်ရောဂိုင်းအမေသုံးညင်တဲ့ငွေကိုနောက်ကျုပ်ကိုပြောပါကောင်းပါပြီသားရဲ့ဆိုပြီးတော့သူ့အမေပြန်အကွာဘရင်ထံတော်ဥတင်ပြီပြုတ်ဟဲ့အဋ္ဌိဒုဒ္ဒဖယားဘယ်နဲ့တော့ဟိ
အောင်မြင်ခဲ့ရဲ့လားကွယ်မှန်လားပါအောင်မြင်ကြောင်းပါဗျာမင်းဘယ်လိုတင်ညာပေးခဲ့တယ်လဲဟဲ့ဖယားကျွန်တော်မျိုးကြီးသူ့ပန်းဆက်တဲ့မိန်းမကြီးကိုဟောတယ်လို့ပရိယေမာယာတွေနဲ့မိန်းမမာယာပေါ်မှာယောက်ျားမာယာနဲ့အနိုင်သုံးပြီးတော့ဖယားကျွန်တော်မျိုးကြီးလေတိုက်ပေါ်မရောက်အောင်တက်ပြီးတော့ခါပုံနာကြီးရဲ့ခေါင်းကိုပရိယေနဲ့ဒီလိုထောင်းခဲ့တာအခုဘူးတွေရှိပါသေးဗျာအဲ့ဒါလို့တော်ဦးလဲတင်ပြီးရောဘယင်ကြီးပြန်ဆိုမယ်ပြိတ္တသစ္စာကျွေအောင်ကစားတဲ့ချိန်ရောက်လာပြီပုံနာကြီးလာပြို့မှန်လားပါခရာနဲ့တရားနာပြိတ္တကြီးကျွေအောင်ကစားကြဒီလိုကျွေအောင်လဲကစားကြတဲ့ချိန်ခါမှာပြန်ဆိုလိုက်ပြီသာဘာနရိဝေင္ကနရိသဗ္ဗေဝနာကထမယသဗ္ဗေထီယောကရိပပံလဘမနိနိဝတကေလို့ဆိုလိုက်တော့မင်းဆရာကြီးကပေါ့လေရှင်မယင်ကြီးတဲ့ဒီသစ္စာမဆိုပါနဲ့တဲ့ဟဲ့ဘာဖြစ်လို့တော့ပုံနာကြီးဒီသစ္စာဆိုလို့ရှုံးခဲ့တဲ့ရွှေနန်းတော်ပစ္စည်းတွေကုန်ပြီမဟုတ်လားဩပုံနာကြီးငါဆိုတဲ့သစ္စာတချင်းကိုဆိုပြီးပြီသင်ကြွေအံကစားဖို့သာကြံစီတော့ပုံနာကြီးကအရင်တုန်းကလို့မှတ်လို့ထပိတဝါမမနဝိကံထပိတဝါမနဝိကံကစားလိုက်ရှုံးထပိတဝါမနဝိကံထပိတဝါမနဝိကံကစားလိုက်ရှုံးဘယ်တော့မှဒီသစ္စာဆိုတာမရှုံးဘူးအခုပါကြောင့်ရှုံးပါလိမ့်ပုံနာတဲ့ဒီသစ္စာမဆိုနဲ့တော့တဲ့သစ္စာမထက်မြက်တော့ဘူးငါမယငယ်ဖြစ်တဲ့တတို့သမီးပြိုသည်သီလပြက်ပြီးကိုတော်ကြီးအယမ်းမဆွဆွဲပါနဲ့ယောက်ျားဆိုရင်ကျွန်ုပ်တယောက်သာမြင်ဘူးတဲ့အေးလေအရင်တုန်းကသင်ဆိုတာဟုတ်ပါတယ်တဲ့အခုသင်မယငယ်သီလပြက်ပြီးဘယ်နဲ့သီလပြက်ရမလဲပြက်ပြီးတော့ပုံနာကြီးဘယ်ကိုတော်မြတ်ကြီးပန်းတဲ့ကြောင့်သိပုံနာငါသိတဲ့အကြောင်းသင်ပြောရမယုံဘူးလားမယုံပါဘူးဗျာရွှေနန်းတော်ကြီးနေတဲ့ကိစ္စကျွန်တော်မျိုးကြီးအိမ်ဘယင်တစ်ခေါက်မှရောက်ခူးတာမှမဟုတ်ဘဲနဲ့အေးမယုံလို့ရှိငါပြောမယ်ပုံနာနားထောင်စားသင်ရဲ့မယငယ်ဖြစ်တဲ့ပုံနေမလေးကဒီမဲ့ပုံနာကြီးသင်ကိုလေဟိုကချင်းတဲ့လူမပြောဘူးလားပုံနာကြီးခေါင်းကြီးသွားဟာဘယ်ရင်ကြီးရွှေနန်းတော်နေတဲ့ကိစ္စဒါဒီဘယ်နဲ့ကြောင့်သိပါလဲကြည်စမ်းအထင်းတော်ကြီးပြောပြီထင်တယ်သူစိတ်ထဲမလာပါဗျာကကျင်တယ်လို့ပြောပါဗျာအေးလေကကျင်တယ်လို့ပြောတော့သင်ပုံလေးမှလေးကသလားမလာပါကကြောင်းပါဗျာသင်စောင်းတီးခိုင်းတယ်မဟုတ်လားဟာဘယ်ရင်ကြီးကုန်သိနေပါဖြင့်ငါမင်းနေတာပြောစမ်းမလာပါဗျာအတီးခိုင်းအောင်ပါဗျာသင်တီးလို့ကတော့သင်ကမကြည့်ဘူးလားမှန်လားပါဗျာကတာတစ်ခါမှမမြင်ဘူးလို့ကြည့်ကျင်လုံးလို့ကခိုင်းပြီးတော့စောင်းတီးပြီးကြည့်မိကြောင်းပါဗျာအဲ့ဒါတဲ့ဟိုကလေးမလေးကပုံနာကြီးမျက်လုံးကြီးကျွတ်ကြမတတ်ကြည့်လို့ကျမရှက်တယ်တဲ့မျက်နှာအဝတ်စည်းပါဆိုပြီးသင်မျက်နှာအဝတ်မစည်းဘူးလားဟာဒါရီအကုန်သိနေပါဖြင့်လားငါဣမယအငယ်ကဒီလာတော်ဥတင်ရအောင်ကလည်းအဆောင်ရှုံးနေထားတဲ့ကိစ္စဒီကိစ္စကြီးဘယ်လိုကြောင့်သိပါလိမ့်မတော့ဟဲ့ပုံနာကြီးမဲလာတော်ဥတင်လားမှန်လားပါဗျာအဝတ်စည်းကြောင်းပါဗျာအဝတ်စည်းပြီးတော့သင်ကိုနည်းနည်းလေးထောင်းပြီးတော့ပုတ်ခတ်ပြီးတော့ကစားခြင်းတယ်လို့မပြောဘူးလားအကုန်ပြီးနေပါလားဒီကိစ္စရိုးမှဟုတ်ကဲ့လားမှန်လားပါဗျာထောင်းခြင်းတယ်လို့ပြောပါဗျာဟဲ့သင်ထောင်းတဲ့အခါဘယ်သူထောင်းတာတော့မှန်လားပါဗျာကျွန်တော်မျိုးကြီးနဲ့သူနဲ့နှစ်ယောက်တည်းရှိလို့သူထောင်းတာပါဗျာဟဲ့ဟုတ်ကဲ့လားပုံလားမှန်လားပါသူထောင်းတာပါဗျာမဟုတ်ဘူးနော်ကိုင်းပုံနာကြီးသူထောင်းတာဆိုရင်တိုက်ပေါ်တင်ပြီးတော့သင်စောက်ရှောက်ခဲ့တဲ့မိန်းမကကြမ်းထန်ကြီးထောင်းသလားမှန်လားပါဗျာသူကလက်ကလေးတွေပြတ်လို့လက်ကလေးတွေကိုင်းကြည့်လိုက်တော့လေအမတန်နုထောင်းတဲ့အခါကြတော့လေကြမ်းတမ်းပြီးအမတန်နာကြောင်းပါဗျာအေးနာရောဘောပုံနာရဲ့အဲ့ဒါတင်မယားငယ်ထောင်းတယ်မထင်နဲ့တင်မယားအငယ်ရဲ့တယောက်
အငယ်လင်းကထောင်းတာပုံနာရဲ့မှန်လားပါကိုတော်ကြီးဗျာမတရားသဖြင့်မဆွဆွဲလိုက်ပါနဲ့ဩသစ္စာဆိုကြွေအံကစားတဲ့ကိစ္စသင်သစ္စာတက်တည်ပြပါလျက်ကနေငါပြောတာသင်မယုံမဲဖြစ်နေသလားမှန်လားပါဗျာမယုံတွဲယုံတွဲဖြစ်နေပါဗျာမှန်လားပါဗျာကျွန်တော်မျိုးကြီးခံထားရတဲ့ကိစ္စတစ်ခုတည်းဒီဘူးမပြောက်သေးတော့မယုံတွဲယုံတွဲဖြစ်နေပါဗျာဟင်ဒီတိုင်းကဆိုရင်ဗျာကျွန်တော်မျိုးကြီးပြန်ပြီးတော့သူ့ကိုစစ်ဆေးမေးမြန်းပြီးတော့ဒီရှင်းမရင်ပြောတဲ့အတိုင်းဖြစ်ပါကတိုက်ပေါ်ကနှင်ချတော့မယ်ဗျာဆိုပြီးတော့စိတ်ဆုံးမှန်စိုးနဲ့ပြန်သွားလိုက်ဟေးပုံထဲမှာလေဟာပုံနာကြီးပြန်လာပြီအမေတရားနာပြေးတာကလေးမလေးကတအားပြေးဖက်ထွက်ငါလည်းမကောင်းနဲ့မိမယုံဟင်မိမယုံပုံနာကြီးတော့စိတ်ဆိုးပြေးတာကြီးပုံနာကြီးစိတ်ဆိုးမလားမိမယုံနေမိမကောင်းမဟုတ်ဘူးပုံနာကြီးဘယ်နဲ့ကြောင့်ဒီလိုပြောလိုက်တာတော့ဟေးဘယ်နဲ့ကြောင့်ဒီလိုပြောရသင်ဖောက်ပြန်ပုံနာကြီးမဖောက်ပြန်ပါဘူးဘသူကနေတိုက်လွတ်လိုက်ပြန်တော့ဘသူကတိုက်ရငါကောင်းကဘူးကြည့်နေထောင်းတာမဟုတ်ဘူးဟောကျုပ်နဲ့ပုံနာကြီးနဲ့နှစ်ယောက်တည်းရှိတယ်မို့လားနှစ်ယောက်တည်းရှိပြီးငါမျက်နှာအဝတ်စီးတယ်ငါမရိပ်မိလို့သင်တယောက်လောက်ထားပြီးငါထောင်းခိုင်းဟုတ်ပါဘူးပုံနာကြီးရဲ့မဟုတ်ဘူးမလုံးနဲ့သင်ကအိမ်မနေနဲ့ထွက်တော့ဆင်းဆိုပြီးခိုင်းလိုက်တော့ပုံနာကြီးဒီလိုမလုပ်ပါနဲ့ပုံနာကြီးကလွဲပြီးတော့ယောက်ျားတယောက်မှလည်းမမြင်ဘူးပါဘူးပုံနာကြီးလိုယောက်ျားဒီလောကရှိသေးသလားအမေမသိဟန်ဆောင်ပြောတော့ဗျာမာယာဒီတော့ဟိုဘက်ကလှည့်ပြိုင်ဒီဘက်ကလှည့်ပြိုင်နဲ့ပြိုင်လာလိုက်ကြပုံနာကြီးကျုပ်လေမသိပါဘူးယောက်ျားရှိမှလဲဘယ်သူမှမပြောလို့ပုံနာကြီးတယောက်တည်းယောက်ျားရှိတယ်လို့ထင်တာဟေးနင်ဒီလိုပြောလို့ငါယုံရမှာပုံနာကြီးကိုင်းမယုံရင်လေဒီလိုလုပ်ကြပါစို့ပုံနာကြီး9ရက်မြောက်တဲ့နေ့ကျမမီးဘုံခုံမွဲဆင်းပြီးတော့သစ္စာဒိဋ္ဌံပြုမယ်ပုံနာကြီးကလွှဲပြီးတော့ယောက်ျားတစ်ယောက်ရဲ့အသားနဲ့ထိပြီးတော့လက်နဲ့ကင်တွယ်ခြင်းလက်ချင်းကင်တွယ်ခြင်းအမှုတောင်မပြုဘူးပါဘူးဆိုပြီးတော့မိဘုံနဲ့ခုံချမယ်ဒီသစ္စာစကားမှန်ကန်မာကမလောင်မစေတည်းယောက်ျားတစ်ယောက်ရဲ့လက်နဲ့တန်ဖတ်တာအတွေ့အထိရှိထားတဲ့ဆိုပါကကျမမင်းလောင်၍သေပါစေတည်းလို့သစ္စာပြုမယ်အေးဒီလိုဆိုရင်ကောင်းပြီဒီသစ္စာပြုရင်ငါယုံတယ်ဆိုပြီးတော့တရားနာပြေးတာ9ရက်ပြည့်မှသစ္စာပြုမှာနော်ပြေးတာကြီးဘယ်2ရက်တုံးမြို့9ရက်ပြည့်မှသစ္စာပြုမယ်လို့ဆိုတော့9ရက်အတွင်းမှာအမေကြံမအောင်မေရဲ့အမေသားသွားပြောကြည့်ပါအမေသားသွားပြီးတော့ပြောကြည့်ပါမေရဲ့အိုးငါသား9ရက်ပြည့်ရင်နန်းရင်ပြင်မှာမင်းပရိသတ်လူပရိသတ်အပေါင်းနဲ့မိဘုံခုံနဲ့သစ္စာပွဲကြီးပြုမတဲ့သစ္စာပြုတာကလည်းယောက်ျားတယောက်ရဲ့လက်နဲ့အတွေ့အထိမရှိဘူးပါဒီသစ္စာပြုပြီးမိဘုံနဲ့ခုံပါတဲ့အဲ့ဒါလို့အမေသားကိုပြောမိဘုံခုံကနေကြတော့အမေသားကနေပြီးတော့တနာတဲ့အနေမျိုးနဲ့အမလေးအဟုတ်မိတွေမခုံနဲ့သေလိမ့်မယ်ဆိုပြီးလက်ထဆွဲပါစေမေရဲ့လက်ထဆွဲတဲ့အခါကျတော့မှပုံနာကြီးကျုပ်ကယောက်ျားတယောက်လက်နဲ့အတွေ့အထိမခံရဘူးလို့သစ္စာဆိုမှာဟောဒီယောက်ျားကကျုပ်ကိုတနာလို့လက်လာဆွဲတော့လက်ချင်းကင်တွယ်မိပြီးကျုပ်သစ္စာပြက်ပြီလို့မခုံမဲနေမဲ့မေရဲ့နေဘူးတော့အကြံနေနေဘူးအကြံနေမာယာတွေအကုန်လှဲ့ပြိုင်နေတာခင်ဗျားတို့လည်းအိမ်ကြပြန်သွားပြိုင်ပေါ့ကြည်တရားနာပြိတ္တာအဲ့ဒါလို့ခိုင်းလိုက်တော့အေးသမီးမပူနဲ့အမေသားအမေပြောမယ်ဆိုပြီးသွားပြောထားရောပေါ့ဗျာကိုင်းတရားနာပြိတ္တာကြားနေရော9ရက်ဆိုအကြာကြီးစောင့်ရမှာနော်ရောက်လိုက်ကြဆို9ရက်မြောက်ပြီပေါ့9ရက်တော့မိဘုံခုံမွဲကြီးမိတွေကလည်းတရားနာပြိတ္တာတရားလောက်မြင်နေဝုံနဲ့မိတွေတောက်နေတဲ့အချိန်ခါမှာကလေးမလေးကဘယင်နဲ့တကွာမင်းပြိတ္တာတည်ကြည့်နေကြတဲ့အချိန်မှာပုံနာကြီးကလွယ်လို့ကြုံမဖောက်ပြန်ပါဘူးပုံနာကြီးကလွယ်လို့ယောက်ျားတယောက်နဲ့လက်နဲ့တောင်မှတန်ဖတ်တာအတွေ့အထိမရှိဘူးပါဘူးဒီသစ္စာမှန်ကန်မှာကမိမလောင်ပါစေတည်းမမှန်ကန်မှာကမိလောင်၍ကျမသေးပါစေသာမိဘုံနဲ့ခုံမလို့ကလေးမလေးကထပြေးအလားအထိန်တော်ကြီးရဲ့သားကဟဲ့ကလေးမ
မခုံနဲ့ကလေးကစားတာမဟုတ်ဘူးမလေးဒီမိဘုံနဲ့ခုံချပဲသစ္စာဆိုဘသူဖြစ်ဖြစ်သေမှာပေါ့မနာဆိုလို့မသေးဘူးသာဆိုရင်ငါဆိုခြင်းနဲ့အမလေးမင်းပရိသတ်ပေါင်းတို့ကျုပ်အမေကမွေးတာပါခမကျုပ်ဆိုတဲ့သစ္စာမှန်ကန်မှကမိမလောက်မှစေသာခုံမေမယ်လို့သေမှာနော်ကံပြေးသားကျုပ်မေကမွေးတာပါဆိုတဲ့စကားမှန်သလားမှားသလားဗျာမှန်မေမယ်တဲ့အဲ့ဒီလိုသစ္စာဆိုပြီးငါခုံမယ်တဲ့လောင်မှသေးမှာပဲတဲ့မခုံနဲ့တဲ့ဟိုကဒီလိုပြောမခုံတဲ့ကလေးမအမလေးလေးခုံရင်သေးတော့မှာပဲတအားလှမ်းဆွဲတကူဗျတအားလှမ်းဆွဲလိုက်တော့ကလေးမလေးကဟောပုံနာကြီးကြည်ပါကျုပ်ကလည်းယောက်ျားတစ်ယောက်လက်နဲ့အတွေ့အထိပုံနာကြီးကလွဲရင်မရှိဘူးလို့ဆိုပြီးတော့သစ္စာဆိုမှာဟောဒီယောက်ျားကကျုပ်ကိုတနာလို့လက်ကိုလာဆွဲပြီးကျုပ်လက်နဲ့သူ့လက်နဲ့ထိသွားပြီးသစ္စာပြက်ပြီးပုံနာကြီးကျုပ်မခုံတော့ဘူးလို့ပြောလိုက်တော့ပုံနာလေတရှူးရှူးဖြစ်လာဒီတခါတော့မစင်စားတော့ဘူးပုံနာလည်းတဖြည်းဖြည်းနဲ့လူလည်းဖြစ်လာတာပေါ့လေမိမလဲနဲ့ပေါင်းတော့လည်းတဖြည်းဖြည်းလဲလာတာပေါ့လဲလာပြီးပုံနာကြည်စမ်းလက်လာဆွဲတဲ့ကောင်ငါကောင်းဘူးဖြစ်အောင်ထောင်းတာသင်ဖြစ်အောင်စင်ကောင်ကြီးတွေ့မှာတော့ချီရရှာစရာမလိုတော့ဘူးအကုန်ပေါ်အကုန်ဟဲ့ကောင်မင်းသိပြီတော့ငါကောင်းထောင်းတာမင်းမဟုတ်လားပုံနာကြီးဘသူကပြောငါသိတယ်ကွာဒီဘူးမင်းမဟုတ်လားဒီဘူးမင်းထောင်းတာမဟုတ်လားကဲပုံနာကြီးခင်ဗျားကျုပ်ပါလို့ချင်းထောင်းတယ်ကျုပ်ပုံနာကြီးထောင်းတယ်ကျုပ်ပါလို့ချင်းတော့နောက်ဆုတ်သွားတော့အိဋ္ဌိဒုဒ္ဒမိမပြက်ကိုဘာမှမပြောရပဲနဲ့မိမယုံနင်းတတ်မယ်ဆိုဟိုကြောက်တော့ဒီသွားပြန်ကလားမနိုင်တော့ပါတဲ့အေးကလားမနိုင်ရခိုင်မဲတဲ့ဟိုမိန်းကလေးစီသွားပြန်နင်းတတ်မယ်ပုံနာကြီးတရားနာပြိဿအယူပမာဖြစ်ပြီးဟိုပြေးလိုက်ဒီလှောလိုက်ဖြစ်နေတော့ရှင်မယင်ကမင်းဆရာကြီးလာခဲ့ဒီကိုဟိုယောက်ျားလည်းသင်ပါမလုံနဲ့ဒီခလေးမှလည်းမနှိမ့်ဆက်နဲ့လာစမ်းရှေ့ထိုင်ပုံနာလို့အထိုင်ခိုင်းပြီးတော့ကမှသင်ဒီမိမများကိုစောင့်ရှောက်လို့ရတယ်ထင်ပြီးတော့သင်ဒီယခုကဲ့သို့မမွေးဖွားခင်ဝင်းနေကလေးကစောင့်ရှောက်လာတော့လေမိမစောင့်ရှောက်လို့မရတဲ့အကြောင်းကိုငါဆိုခဲ့တဲ့သစ္စာပုံနာသင်မိမယခုလို့သီလပြတ်တဲ့ကိစ္စဖြည့်စည်းတဲ့ဟိုအိဋ္ဌိဒုဒ္ဒခေါ်တဲ့မိမပြည့်အပြစ်လည်းမရှိဘူးသင်ရဲ့မယားအငယ်ဖြစ်တဲ့ပုံနေမှလည်းအပြစ်မရှိဘူးသင်မယားပြည့်စည်းတာသင်မယားသီလပြတ်တာဘသူကြောင့်မှမဟုတ်ဘူးတိုင်းပြည်အုပ်ချုပ်တဲ့ငါဘယင်ကခိုင်းလို့ပြောပြသဗျို့ပုံနာကြီးငါခိုင်းလို့သင်မယားပြည့်စည်းတာဟဲ့ငါခိုင်းတာကလည်းသင်ကမိမတွေစောင့်ရှောက်လို့ရလိမ့်မယ်ထင်လို့ဒီကိစ္စအဝဝငါကိုယ်တိုင်ပဲငွေပေးပြီးတော့ခိုင်းတာဒါကြောင့်ဘသူမှလည်းအပြစ်မတင်နဲ့သင်စောင့်ရှောက်လို့ရတယ်ဆိုတဲ့ကိစ္စဘုံ90အမြင့်တင်းတော့လည်းစောင့်ရှောက်လို့မရတဲ့အကြောင်းကောင်းကောင်းကြီးသိအောင်ငါသက်တည်ပြရဟောအိဋ္ဌိဒုဒ္ဒမင်းကလည်းနောက်မပြည့်စည်နဲ့ဘယ်လိုပင်သူနဲ့လက်ဆက်ရှိပေမဲ့လို့သူတိုက်ပေါ်မတဲနဲ့မသွားနဲ့မလားနဲ့ဟဲ့ပုံလေးမလေးသင်ကလည်းနောက်ထပ်ပြီးတော့မဆက်ဆံနဲ့ပုံနာကြီးဒါကြောင့်သင်မယားငယ်ကိုလည်းမနှင်လေနဲ့ဒီကဲ့သို့စောင့်ရှောက်လို့မရတဲ့အကြောင်းသိစေခြင်းလွန်းလို့သာငါဘယင်ကြံစီသည်လို့ဖယားအလောင်းတော်သည်အဲ့ဒီလိုပုံနာကြီးတရားပြပြီးကလေးမလေးအိမ်ခေါ်သွားစီပါတယ်ဗျာပြည်သားကြီးကလေးမလေးအိမ်ပြန်ခေါ်သွားပါလားရှင်းကတော့တရားနာပြည်သားရေဒုက္ခရောက်မကုန်ဖယားလုံးကပြန်ပြီးပြန်ပေါင်းထုတ်ပေးလိုက်တယ်ဆိုကြပါစို့ပြည်သားကြီးအိမ်ပြန်ရောက်သွားပါလားအဲ့ဒီဇတ်တော်ကိုဖယားကိုတော်မြတ်ကချစ်တာမိမကြောင့်မြမင်းလူမထွက်လေနဲ့မိမဆွဲလန်းပြီးတော့လူထွက်ရဲ့မင်းဒုက္ခဖြစ်မယ်မိမများဟာစောင့်ရှောက်လို့ရခဲ့တဲ့ဟဲ့ဒါကြောင့်ချစ်တာလူမထွက်လေဟောတော့ငါဖယားအလောင်းတော်ကြီးသည်ဒီကဲ့သို့မိမစောင့်ရှောက်မရဘူးသစ္စာဆိုခဲ့တဲ့ဟဲ့လို့အန္တဘူတဇတ်ကိုမြတ်စွာဘုရားဟော၍ဒ
ဒီသစ္စာပြုတ်ပြီးတော့အဆုံးမှာဟောတရားနာပိဋကလူထွက်မယ်ဆိုတဲ့ကိုတော်လေးသစ္စာပရိယောသာနေသောတာပတ္တိဖလေပဋိဋ္ဌာဟိဒိဋ္ဌိနဲ့ဝိစီကိစ္စကွာပြီးသောတာပန်တည်ပါတယ်ဗျာ